ဟုတ်ကဲ့မင်္ဂလာပါဗျကျွန်တော်တို့ S4C မှာဒီနေ့ပေါ့နော်အခုပဲမှာကျွန်တော်တို့အကြောင်းလာထားတဲ့ကားလေးဖြစ်ပါတယ်ကားလေးကတော့ကျွန်တော်တို့ပေါ့ဟို2000နဲ့ဒီကောင်ဘာနဲ့ထွက်လဲဆိုတော့2000နဲ့ကျွန်တော်တို့7ပေါ့နော်2012 model ဖြစ်တယ်ပြီးတော့ကျွန်တော်တို့အမြင့်ဆုံး grade ပေါ့နော်ဟိုsmart key poster digital ပေါ့နော်ဟုတ်ဈေးနှုန်းလေးအရင်ပြောမှာဗျဟုတ်ဈေးနှုန်းလေးကတော့ကျွန်တော်တို့3920ပါဟုတ်အဓိကတော့ဒီကောင်လေးကတော့စိတ်ဝင်စားတာတော့ဈေးပေါ့နော်ဈေးကတော့3920နဲ့ကိုကျွန်တော်တို့ပြန်ပြီးတော့အယုတ်စစ်တော့ကျွန်တော်တို့ကြည့်တာအယုတ်စစ်လေးတွေအကုန်ကင်းကင်းရှင်းရှင်းလေးရှိတယ်ပြီးတော့ကျွန်တော်တို့ဒီမှာပေါ့နော်624P ပေါ့နော်ဆိုတော့ဒီကောင်ဆိုရင်ကျွန်တော်တို့ normally ကတော့လက်ခံထားတာတော့ဒါ power white ပေါ့နော် power white လို့ကျွန်တော်တို့လက်ခံထားတယ်ပေါ့နော်ဆိုတော့ဒါပေမဲ့ဒီကောင်လေးကကျွန်တော်တို့စစ်ဆေးတဲ့အခါမှာတော့ဟောပေါ့ power white မဟုတ်ဘူးအပြာရောင်ကိုမှကျွန်တော်တို့ဂျပန်ကာလာချိန်ပေါ့နော်ဂျပန်မှာပဲချိန်ထားတာလားဒါမှမဟုတ်ဘယ်လိုချိန်ထားလဲတော့မသိဘူးပေါ့နော်ဆိုတော့ဒါပေမဲ့ဒီမှာလက်ရှိကျွန်တော်တို့ဟောပေါ့တရားဝင်ရင်စစ်ထားတယ်ပေါ့နော်2023ဇန်နဝါရီတုန်းကတရားဝင်စစ်ထားတယ်ဖောက်ဆိုးဖြက်ဆက်အကြီးစားအသေးစားအပြင်ဘာမှတ်တမ်းမှမပါဘူးခင်ဗျဟုတ်ကားလေးကဘာမှတ်တမ်းမှမပါဘူးကနဦးစဝင်တဲ့ဟိုကသူကအဖြူနဲ့ဝင်ထားတယ်နော်ဆိုတော့ကျွန်တော်တို့ဟိုပါပေါ့ဟို2012အမှန်လည်းဖြစ်တယ်ပေါ့နော်ဆိုတော့ဟိုဒါမဲ့ဟိုဟာကျွန်တော်ပတ်လက်လေးအရင်ပြပေးမယ်ဗျဟုတ်ပြီးတော့ကျွန်တော်တို့အဲ့ဒီဟိုဟာဘယ်ကနေဘယ်ကိုချိန်ထားလဲဆိုတော့ဒီကောင်လေးကအပြားနေပြီးတော့ကျွန်တော်တို့ဟိုဟာကိုချိန်ထားတယ်ပေါ့နော်ဘာဖြစ်လို့ကျွန်တော်အဲ့လိုပြောလဲဆိုတော့ဒီနေရာလေးလက်စလေးနည်းနည်းကြံနေပြီနော်အဲ့ဒီစည်းလုံးပဲပေါ့နော်ဆိုတော့အပြားကနေကျွန်တော်တို့အဖြူချိန်ထားတယ်လို့ကျွန်တော်တို့ယူဆတယ်ဟိုအုံနာပုတ်ထဲမှာဘာပြောင်းလဲခြင်းဘာမှမပါဘူးဟိုအရင်တည်းကအခုထိပေါ့နော်မှတ်တမ်းမှမပါဘူးပေါ့နော်ကျွန်တော်အခုစက်ခန်းလေးကျွန်တော်ဆက်ပြပေးမယ်ဗျဟုတ်သူ့ရဲ့ဟိုဟာလေးပေါ့နော်ဟိုဟာပေါ့ကျွန်တော်ကြည့်တဲ့အခါမှာကျွန်တော်တို့ဒီဘန်ပါလေးတွေလည်းတော့အပြအစအစလေးကြံတယ်ကျွန်တော်တို့ဒီဂျိုင်းလေးတွေမှာလည်းတချို့နေရာလေးတွေမှာအပြလေးတွေကြံတယ်ပေါ့နော်ဆိုတော့အယိုးစစ်အထိခိုက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကြည့်တာကြီးကြီးမားမားထိခိုက်ထားတာမျိုးမရှိဘူးဒီထဲမှာဆိုလည်းအပြလေးတစ်ချက်ကြံတာလေးရှိတယ်ပေါ့နော်ဆိုတော့ဆိုတော့ဒီကောင်လေးဒီကျွန်တော်တို့တယ်လီနောပြာပေါ့နော်အပြာကိုအဖြူချိန်ထားတယ်လို့ကျွန်တော်တို့ယူဆတယ်ကျွန်တော်တော့အထိခိုက်တော့မှမရှိဘူးဒါပေမဲ့ဒီအဖျားလေးတော့နည်းနည်းလေးဒီနားလေးတော့စီးဝင်ထားတာလေးပေါ့နော်ဒီနားလေးတစ်ချက်လေးတော့ကျွန်တော်တို့တွေ့တယ်ဒါကတော့ကျွန်တော်တို့ battery O ထိရင်းနဲ့ပဲဖြစ်တာမျိုးလားဘာလားပေါ့နော်ဆိုကျွန်တော်တော့အယိုးစစ်ကြီးမားမားထိခိုက်ထားတာမျိုးမရှိဘူးကားလေးကောင်းတယ်ဟုတ်နောက်တစ်ခုကတော့ကျွန်တော်တို့အားလုံးကြိုက်တဲ့ L grade ပေါ့နော်ကျွန်တော်တို့ဒီမှာ smart key 10 step เนาะဒီမှာကျွန်တော်တို့က smart key ဖြစ်သွားမယ်ပြီးတော့ pass out TV ဖြစ်သွားမယ် digital aircon ဖြစ်သွားမယ်ပေါ့နော်ဆိုတော့ဒါအကုန်လုံးတော့လုံးဝအပြည့်ပဲပေါ့နော်ကျွန်တော်တို့ pass out TV digital aircon 10 step ဖြစ်သွားမယ်ပေါ့နော်ဆိုတော့လက်တင်နေပါသွားမယ် grade အပြည့်ပဲပေါ့နော်ကျွန်တော်ဒီနားလေးမှာလည်းတချို့နေရာလေးအပြာလေးနည်းနည်းလေးပေါ်ပါလေးရှိရပေါ့နော်ဆိုတော့ယူဆလို့ရတာတော့ကျွန်တော်ထင်တာဒီကောင်ကအဖြူကိုပဲဟိုဟာအပြာဂျပန်မှာပဲတစ်ခေါက်မှုတ်ထားပြီးတော့ပဲဒီဝင်ကန်ကြီးမှာပဲပြန်မှုတ်သလားဒါမှမဟုတ်ဟို name plate ရာအစသူတို့ဂျပန်မှာပြန်ပြီးတော့ပဲချိန်သလားပေါ့နော်အဲ့ဒါလေးကျွန်တော်ဒီမှာဆိုရင်ကျွန်တော်အပြာလေးပြန်ပေါ်လာတာပေါ့နော်ဆိုတော့ဟိုခြုံငုံလုံးစုံပြောရရင်တော့ဟိုရိုးစစ်ထိခိုက်နဲ့ပတ်သက်ပြီးတော့ဟိုကြီးကြီးမားမားဘာမှမရှိဘူးကားလေးကောင်းတယ်အဓိကတော့အခုဒီပြောတဲ့ဟာလေးနည်းနည်းရှိတယ်ပေါ့နော်ဟိုအပြာကိုဂျပန်ကာလာချိန်ပဲကျွန်တော်တို့ခေါ်မှာပေါ့နော်မှတ်တမ်းမပါဘူးကနဦးတွေကအဖြူနဲ့လာတာပေါ့ဟုတ်ဒါတော့ရပါတယ်နော်ရှင်းတယ်နော်ဒီသားလေးမှာတန်ကြီးလေးနည်းနည်းရှိမယ်ပေါ့နော်တန်ကြီးရှိမယ်ဂျိုင်းနေတော့ဒီဟိုအနောက်ဘာတွေတော့မှန်တယ်ပေါ့ဘောနဖုန်းလေးတွေအကုန်ဟိုမှန်တယ်ပေါ့နော်သူဟာလေးနဲ့သူဂျိုင်းလေးတွေမှာပေါ်တယ်ပေါ့နော်ဂျိုင်းလေးတွေမှာနော်အပြာလေးတွေနည်းနည်းပေါ်တယ်ဆိုတော့ဒါပေမဲ့စီးမဲ့သူဆိုရင်တော့တန်တယ်ဗျနော်920ကျွန်တော်တို့ဟိုအရှိရကားတော်မှာဟိုကြီးစက်မှတ်ပေါ့နော်အရှိရကားတော်မှာကျွန်တော်တို့915ဟိုကတော့ကာလာအမှန်ပေါ့နော်ဆိုတော့ဒီကောင်ကတော့စမတ်ဖြစ်သွားမယ်ကားလေးကောင်းမယ်ရိုးစစ်အထိကမရှိဘူးပေါ့နော်ဆိုတော့920ညှိနှိုင်းဖြစ်ပါတယ်ဟုတ်ကဲ့ဒါကြည့်မယ်ဆိုတော့ကျွန်တော်တို့ S4C Automobile ကိုဖုန်းလေးကြိုဆက်ပြီးတော့လာရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာဟို M10 နေပြီးတော့ license ဖြစ်ပါတယ်ဗျဟုတ်